ခင်ဖုံးသက်ဝေဖတ်ဖို့နွေရိုးသားနိုင်သလောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါခင်ဖုံးသက်ဝေမိုးရိပ်မိုးဥတွေကျူးပြီးဆိုရင်ပန်းနီနီတွေပွင့်ပြီးဆိုရင်ချွင်းချက်မရှိအယူသိမ်းနေတတ်တော့မှာပဲကျွန်တော်တို့ရဲ့ပုံတူပတ်စာလေးတွေအကြောင်းခြေကားထားတဲ့တခြင်းတွေတော့တစ်ခါတလေရေးဖြစ်ဆိုဖြစ်ပါတယ်ပိုးဖလန်လေးတစ်ခေါင်သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့ဘေးလူတွေအမြင်မှာပေါ့ပါနေပေမဲ့သူ့လေးလံဖိစီးမှုနဲ့သူပါခင်ဖုံးသက်ဝေဒီလိုကြောင့်သာကျွန်တော်မိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကန်သုံးစစ်ကိုရောက်ဖြစ်ခဲ့သေးတယ်။ရေလိုင်းလာရအတိုင်းရေညှိပင်လေးတွေဆက်လက်ရွေရှားနေကြ။ရေလေကျုံးကငှက်တွေအရင်လိုတေးတီဖောင်ဖွင့်နေကြ။တရားပြက်ကြီးရဲ့လက်ကျန်တိုင်းတွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်တယ်။အင်မတန်အထီးကျန်လာပေမဲ့အခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။တချို့လူတွေအတွက်လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်ကို့အေးဘူးကိုရှင်းပြီးထပြန်ကြရုံပဲခတ်တယ်ခင်ဖုံးသက်ဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျဲတွေဒူဝင်ကျဲကိုစိတ်နာတယ်လို့ဘသူငိုနေတာလဲကွယ်ဒီမှာတိတ်ခတ်တယ်ကမ်းပြိုနာကတစ်ပင်ကတော့မရှိရှာတော့ဘူးအဲ့ဒါလို့ဆိုမှဖြင့်သူ့တစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလေးလေးလည်းမရှိတော့ဘူးပေါ့နောက်ဝက်ထားတာလို့ကြီးကျွန်တော်စိတ်မှာထင်မိနေသေးတယ်အချစ်တဲ့ချင်းသိအားလုံးတိုးငွေဖြစ်သွားတဲ့တောအုပ်နှုတ်ဆက်ပါတယ်ဟယ်လင်ကဲလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးသက်ဝေမှတ်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မင်းမပြိုကအကြာကြီးစောင့်နေမှာမှုလို့လေရှေ့ကိုသွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးကွာခြင်းဆိုတာကိုပိုနားလည်လာရတယ်မဲဇလီမင်းနှန်းတွေတရွေ့ရွေ့ကြံခဲ့ပြီးဖဲကျိုးရောင်စုံတွေကြံခဲ့ပြီးဖိုးချိုတချင်းတွေကြံခဲ့ပြီးပန်းတင်ဆိုင်ကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီးကျောင်းသားကပြပြီးစပိန်ငားလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီးဟိုနားကတချင်းစတဲ့နေရာဒီနားကအချစ်စတဲ့နေရာအားလုံးကြံခဲ့ပြီးဘသူခေါ်တဲ့မှကြားရလို့တော့မဟုတ်ပါဘူးရွာရိုးကူပေါက်ကျွန်တော်ရှောက်သွားနေခဲ့တာဆယ်စုနှစ်တစ်ခုစာတယူစနာနှစ်ယူစနာခြေရာတွေတောင်ပြားလို့ပင်လယ်ပပင်းနဲ့ကျွန်းကြိုကျွန်းကြားမှာအိတ်တဲ့အခါအိတ်တယ်တခါတလေကန်းချီတွေကြောက်ညိုနှမ်းဆောင်မြင့်တွေခရုခွန်တွေဖွေးဖွေးလောက်အောင်ခင်းထားတဲ့ရိုးမြေကြလမ်းကလေးတွေတခါစမ်းပြလွတ်နဲ့ခင်တန်းตาရတွေခင်ဖုံးသက်ဝေလိုလူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရာလေးတွေမှာတဆောင်းတွေကျွန်တော်ပြောတဲ့လောက်နေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ချီကယုံပင်လေးကိုရှက်တတ်မှာတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပါပဲတခါတော့ခေါင်းစဉ်ပေါ့ပြက်ပြက်နဲ့စစ်မှတ်လမ်းကြားတွေအရင်နီးကိုတုံးပြီးမုန်းကျင်တိုင်းမုန်းနေကြတဲ့ညီကိုတွေဆေးဆရာနဲ့လူသက်သမားနှစ်ကိုခွဲထားကြသူတွေတခါတလေမုတ်တုံခွဲရာရှူတွေမြောင်တွေကွန်ကရစ်နာကျနေတဲ့မြို့ပြတွေတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရေးကြားစနစ်နဲ့ကျွန်တော်ကြပြစရာဖြစ်လာခဲ့ပုံရပါတယ်မြေကဘာကြီးခင်ဖုံးသက်ဝေကြီးဟောဒီလိုရတူဆိုးတွေလေငါပြက်တွေနဲ့သေးနှုတ်သူရဲ့စက်တာမှုမှာပျော်နိုင်ကြပါစေပုံမှန်မှာပဲခင်ဖုံးသက်ဝေပြစ်တောက်ပြောဖို့တလို့စေကန်းပြပြတိုင်းအချိန်မမှန်စားခိုင်းတာတို့စစ်ကရက်တွေအပူအဆက်တွေရှော့ခိုင်းတာတို့ဘယ်အချိန်ကစအောင်ခဲ့တာလဲဆိုတော့လှုပ်ဝက်တော်နေရုပ်ရှင်ရုံတင်တဲ့နေ့ကပေါ့လို့ကျွန်တော်ဖြေလိုက်တယ်သူတို့နားမလည်ကြဘူးခင်ဖုံးသက်ဝေခုနှစ်တက္ကရာတွေဓာတွေကိုပဲထပ်မေးနေတယ်ပြီးတော့ဇုံလုံးကန်းနေသူကရှုမြော်ခင်းကိုကြည့်တယ်လို့ကျွန်တော်ကိုသူတို့ကြည့်ကြတယ်အားလုံးကိုရွတ်ချွန်အရှုံးပေးလိုက်ပါတယ်မနေ့ကကိုဒီနေ့လိုစိတ်မှာထင်လာရင်အားလုံးဗန်းတက်သွားကြပါလိမ့်မယ်ခွင့်လွတ်နေကြကမ်းမားတွေကိုတိုက်စားဖြိုချခဲ့တဲ့မြစ်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါကဧပြီထောင်းကတစ်တပင်ဖြစ်ပါတယ်တောင်းပန်ပါတယ်ဒါကကျွန်တော်ပွင့်စေခြင်းနဲ့စနေရောင်ပန်းတပွင့်ဖြစ်ပါတယ်ခင်ဖုံးသက်ဝေလှောင်ရည်နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့သူတွေနှမျောသွားတဲ့အထိရေတက်ပြုံးတက်တာကျွန်တော်သိပါတယ်အလွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအနေရများလာတယ်ຫນွေလေယူးတွေဇဝေဇဝါနဲ့တိုက်နေကြပြန်ပါပြီအလွန်အကျွံစွန့်စားရတဲ့အရက်မှာသူ့လိုငါလိုကျွန်တော်အရင်လိုပါပဲခင်ဖုံးသက်ဝေဒီတညာလဲအရင်ညကဆူတောင်းလို့တစ်ခါလောက်ပဲထပ်တွေ့ခြင်းမိပါတယ်နှုတ်ဆက်ဖို့ပါတန်းတင်